ရွှေမဲဥထုံးလွင်သူဆိုရင် A4 အသင်းဥက္ကဋ္ဌဗျာ import နဲ့ဘာဆိုင်လို့လဲ import လည်းအတိုင်းချင်းတောင်းချီယူထားတယ်ဟုတ်လားပြီးအခုနကျွန်တော်ပြောတဲ့ဒီရုပ်ရှင်အတိုင်းဝိုင်းလူတချို့ရှိမယ်ပေါ့ဗျာရုပ်ရှင်အတိုင်းဝိုင်းဆိုတာဟိုသိရမှာသူတို့ပွဲတွေတက်တဲ့လူတွေဆိုကျွန်တော်ကြားတော့မင်းသမီးဆိုးမြတ်သူသားတန်ချင်း9000ရတယ်လို့ပါအဲ့လူတွေကြတော့ခုပြန်ရောင်းလိုက်တာပေါ့ဗျာဒါမျိုးပေါ့အဲ့ဒါတော့အာဝါဒပါကိုဟာတန်ချင်းနည်းနည်းလေးတရောင်းသားပေးတာဒီကောင်လေးနဲ့ရှင်းစရာတော့မရှိဘူးသိရမှာဒီအပွဲလေးတက်ပေးလို့တနာလို့တန်2000လောက်တန်ချောင်းလိုက်စင်ပေးရပါဒီကောင်လေးကဘဲအကိုကလည်းတန်ချင်းတိန်းနဲ့ဂရေနဲ့ရနေကြတာဒါဒါဒီနာမည်ကျွန်တော်ပြောရဆိုတော့နောက်ပိုင်းကျွန်တော်ကတော်တော်ကျွန်တော်ဖေဖြစ်တဲ့ကိစ္စမှာကျွန်တော်တို့ကစိတ်နာပါပြီအဲ့တော့ကျွန်တော်အဲ့အကြောင်းကိုပြောဒါအခုကျွန်တော်အကုန်လုံးဒါပုံမှန်လင်းပြောပြလိုက်ဒီကောင်းလေး importer တွေဒါဒီဟာကိုပုံမှန်လင်းမပြောတာလားဒါမှမဟုတ်တိတိရက်နဲ့ပဲမျက်စိမှိတ်ပေးထားတာလားဒါမှမဟုတ်ကာကွယ်ဥပဒေချုပ်ပဲမသိရလားဆိုတော့ဖះပဲသိမယ်ကျွန်တော်ဒီဗီဒီယို release ဖြစ်တော့ကျွန်တော်အဲ့အဖြစ်ကျွန်တော်လည်းအခုဒီပြောရတဲ့ meeting ရဲ့ဒါ result ကဒါပဲကျွန်တော်ပြက်ပြက်သားသားသိရမှာပေါ့ကိုရ